Hello ပရိသတ်များအားလုံးပဲမင်္ဂလာမနက်ခင်းလေးဖြစ်ပါစေရှင်။ Design ပရိသတ်များအားလုံးကိုတင်စားရဲ့ T9 Sport မြန်မာ Channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မနက်ခင်းမှာလည်းတင်စားက United နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေကိုပရိသတ်တွေထံကိုဝေမျှပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့တင်စားဝေမျှပေးသွားခြင်းတဲ့သတင်းအကြောင်းအရာတစ်ပုဒ်က Saudi ရဲ့အနာဆာမှာဆက်ပြီးတော့ကစားနိုင်ကြောင်းကို Cristiano Ronaldo ကအရေးအမှုပြောကြားလာတဲ့ဆိုတဲ့အကြောင်းအရာနဲ့တင်စားတို့ဒီနေ့သတင်းကိုစတင်ပါမယ်။ Portuguese ရဲ့ Superstar Ronaldo ကတော့ Saudi Club အနာဆာမှာပဲဆက်ပြီးတော့ကစားသွားမယ့်အကြောင်းကိုပြောလာပါတယ်။အသက်40အရွယ်ရှိပြီဖြစ်တဲ့ Ronaldo ရဲ့လက်ရှိစာချုပ်အားဆိုရင်တော့ဒီဟာဒီအကုန်မှာပဲကုံဆုံးမှာဖြစ်ပြီးတော့ကလန်နဲ့စာချုပ်သေးချုံးဆိုဖို့အတွက်ဆွေးနွေးနေပြီးမကြခင်မှာတော့အပြီးသက်ဖို့ရှိနေပါတယ်။ Real Madrid, Juventus, United တို့မှာကစားခဲ့ပူတဲ့ Ronaldo ဟာပြီးခဲ့တဲ့တစ်ပတ်တုန်းက social media မှာအနာဆာကနေထွက်ခွာနိုင်တဲ့အကြောင်းကိုလည်းအရေးအမှုပြသထားတဲ့ post ကိုတင်ခဲ့သူလည်းဖြစ်ပါတယ်။ဒါပေမဲ့လို့စပိန်ကိုအနိုင်ယူပြီးတော့ဒုတိယမြောက် Nation League Plus စကူပီချိန်မှာတော့ပေါ်တူဂီအသင်းကောင်းဆောင်ကအနာဂတ်လာဘာမှပြောင်းလဲမှာမဟုတ်ပါဘူး။အနာဆာလာyesဆိုပြီးတော့ပြောကြားခဲ့ပါတယ်။သူဟာစပိန်နဲ့တည်ကြပြီးတော့ penalty အဆုံးဖြတ်နေပဲအနိုင်ရတဲ့ Nation League ဘောလုံးပွဲမှာ138ဂိုးမြောက်နိုင်ငံတကာဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ဒီနေ့မှာပြပြပေးသွားကြတာကတော့ဂါနာချိုကိုခေါ်ယူဖို့အတွက်အန်အားသင်းပွဲစိတ်ဝင်စားနေတဲ့အာဆင်နယ်ဆိုတဲ့အကြောင်းအရာကိုပြပြပေးသွားကြပါရရှင်။အာဆင်နယ်အသင်းဟာဒီနွေရာသီအပြောင်းရွှေ့မှာတော့ Manchester United ရဲ့တောင်ပန်ကစားသမားဖြစ်တဲ့ဂါနာချိုကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရလို့TVC Sport သတင်းတောင်ဖြစ်တဲ့ Gaston ကနေပြီးတော့ဖော်ပြလာပါတယ်။အာဂျင်တီးနားရဲ့လက်ရွေးစင်တောင်ပန်ကစားသမားဂါနာချိုက United နီးပြအမော်ရင်ကသူ့ကိုအသင်းသေးရှာဖို့အတွက်ပြောကြားခဲ့ပြီးတဲ့နောက်မှာကစားသမားကိုရိုင်းကလည်း Old Trafford ကနေပြီးတော့ထွက်ခွာကျနေတာဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးရှိနေတဲ့ဂါနာချိုကိုအာဆင်နယ်အသင်းဘက်ကခေါ်ယူဖို့အတွက်စုံစမ်းစစ်ဆေးမှုတွေပြုလုပ်လို့နေပါတယ်။ဂါနာချိုအနေနဲ့ United ကနေထွက်ခွာခဲ့မယ်ဆိုရင်တော့ Premier League မှာပဲဆက်လက်ကစားကျင်နေပြီးအာဆင်နယ်ကသူ့ကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတယ်လို့အာဆင်နယ်ရဲ့လန်ဒန်မြို့ကန်ကလပ်ချက်စီအသင်းနဲ့ပြိုင်ဆိုင်မှုကိုတော့ရင်ဆိုင်သွားရဖို့ရှိနေပါတယ်။ဘောလုံးသတင်းတောက်ရိုမာနိုက United ကနေတေချာမောထွက်ခွာရတော့မယ့်ဂါနာချိုကို Premier League ကကလပ်အသင်း3သင်းခန့်အပြင်တန်ဟန်ရဲ့လီဗာပူးစင်နဲ့အီတလီစီးတီးရဲ့ကလပ်အသင်းတချို့ကလည်းစိတ်ဝင်စားနေရဆိုပြီးတော့ဖော်ပြထားပါတယ်။အာဆင်နယ်အသင်းကလည်းအသင်းရဲ့တိုက်စစ်ပိုင်းအတွက်အထောင်တိုက်စစ်မှုအပြင်နောက်ထပ်ဘယ်တောင်ပန်ကစားသမားတယောက်ကိုပါခေါ်ယူတင်နေပြီးတော့ United ကဂါနာချိုကအာဆင်နယ်နီးပြဖြစ်တဲ့အာဒီတာလိုချင်နေတဲ့တိုက်စစ်စွမ်းဆောင်ရည်တွေနဲ့ကိုင်းညီလို့နေပါတယ်။ဂါနာချိုနေနဲ့လာမယ့်နေ့အမေရိကန်ကနေဒါမက္ကဆီကိုတို့မှာပူးရန်ကျင်းပသွားမယ့်2026ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုအာဂျင်တီးနားကိုစားပြုအနေနဲ့ပါဝင်ခွင့်ရဖို့အတွက်ပွဲကစားခွင့်တွေကိုပို့ပြီးအာမခံပေးနိုင်မဲ့ကလပ်အသင်းတစ်သင်းစီကိုတာရွေးချယ်သွားဖို့ရှိနေပြီးလက်ရှိအခြေအနေတွေအရကတော့ဂါနာချိုဟာချက်စီအသင်းစီကိုပို့ပြီးတော့ပြောင်းရွှေ့တင်နေတာဖြစ်ပါတယ်ရှင်။ထပ်မံပြီးတော့ United ကိုပြောင်းဖို့အတွက်ခြေတလန်တိုးလာတဲ့ Osimhen ဆိုတဲ့အကြောင်းအရာကိုစကားပြပြပေးသွားကြပါမယ်။ United နဲ့သတင်းတွေထွက်နေတဲ့ Osimhen တယောက်Sorry Club အေဟီလာရဲ့တရားဒီပေါင်း25တန်းတန်းနဲ့ကလန်မှုကိုညှင်းပယ်လိုက်တာကြောင့် Premier League ကလန်နဲ့ပို့ပြီးတော့နှီးစပ်လာခဲ့ပါတယ်။ဥရောပမှာဆက်လက်ကျင်းလည်နေတဲ့ဒီ Nigeria တိုက်စစ်မှုကဒီကနေ့ရာသီတူရကီမှာတွားရောက်အငှားကစားခဲ့ရပြီးမြဲပါဝင်ကစားခဲ့တဲ့40ပွဲမှာတွင်ကို39ကိုအထိသွင်းယူနိုင်ခဲ့ပါတယ်။ဒါတဲ့တင်ရဲ့နီးပြအမော်ရင်အကြိုက်ကစားသမားဖြစ်တဲ့ Osimhen မှာစာချုပ်ပြတ်သိမ်းကြေးပေါင် 63.5 တန်းတဲနဲ့ခေါ်ယူခွင့်ရတာကြောင့်ခေါ်ယူခြင်းနေတဲ့အသင်းတော်တော်များပြားနေပြီးတော့ကစားသမားရဲ့ဆုံးဖြတ်ချက်ကသာအဓိကကျလာမှာလည်းဖြစ်ပါတယ်။ကစားသမားရဲ့အေဂျင့်ကိုရိုင်းကလည်း Osimhen က United လိုအသင်းမျိုးဒါမှမဟုတ်ရင် Chelsea, Barcelona, Real စတဲ့အသင်းတွေမှာသာကစားဖို့အတွက်သင်တော်ရသူတယောက်ဖြစ်တယ်ဆိုပြီးတော့ထပ်မံပြောဆိုလိုက်တာကြောင့် United အသင်းရဲ့အလားအလာကတော်လေးကိုမှကောင်းမွန်နေကြတာဖြစ်ပါတယ်။လက်ရှိ United အသင်းလိုအပ်နေတဲ့တိုက်စစ်လိုအပ်ချက်က Osimhen နဲ့အတော်လေးကိုကိုင်းညီမှုရှိနေတာကြောင့်အမော်ရင်ကအကြိုက်တွေ့နေရဖြစ်ပြီးတော့နာပိုလီမာတွေကအဆုံးသက်သေးကြတဲ့စွမ်းဆောင်ရည်တွေကို Osimhen တယောက်အကြိမ်ကြိမ်သက်သေပြခဲ့ပြီးသားဖြစ်တယ်လို့ထင်ပါတယ်ရှင်။ဒီနေ့နောက်ဆုံးနေ့နဲ့ကောင်းတော့ကလန်သင်းမှာရုံးကန်ခဲ့ရပြီးမဲ့ပေါ်တူဂီအတွက်ဖလားယူပေးနိုင်လို့ပြောနေတဲ့ Fernandes ရဲ့အကြောင်းအရာကိုလည်းတင်ဆောင်ဝေမျှပေးသွားကြပါတယ်ရှင်။ United အသင်းကောင်းဆောင် Bruno Fernandes ကကလန်အသင်းနဲ့ဝမ်းနဲ့ပွဲရာနေ့တစ်နေ့ကိုဖျက်ဆီးခဲ့ပြီးတဲ့နောက်မှာ Nation League အောင်ပွဲကအမကန်ဖြစ်ခဲ့လို့ပြောလို့ရပါတယ်။ပေါ်တူဂီသင်းကိုဒုတိယကြိမ်မြောက် Nation League ဖလားရအောင်လို့ကူညီပေးနိုင်ခဲ့ပြီးတဲ့နောက်မှာFernandes ကပရိသတ်တွေနဲ့လက်ရွေးစင်အသင်းပေါ်မှာထားတဲ့သူရဲ့စိတ်ထားကိုပွင့်ရခဲ့ပြီးအသင်းနဲ့ခက်ခဲတဲ့ရာသီရင်ဆိုင်ခဲ့ရတဲ့အကြောင်းနဲ့လက်ရွေးစင်အသင်းအတွက်ဖလားရယူပေးရတာကဘာနဲ့မှမတူတဲ့ဂုဏ်ယူစရာလို့လည်းပြောခဲ့ပါတယ်။သူပြောခဲ့တာကတော့ပေါ်တူဂီအတွက်ဖလားရယူပေးတာကမတူညီပါဘူး။ကျွန်တော်အတွက်ကလပ်အသင်းအစ်စ်မှာခက်ခဲတဲ့ရာသီတစ်ခုဖြစ်ခဲ့ပေမဲ့ကျွန်တော်တို့ပြည်သူတွေအတွက်
ကျွန်တော်တို့မိသားစုတွေအတွက်နိုင်ငံအတွက်အောင်မြင်မှုရယူပေးတာကတော့အမခမ်းပါပဲဒီနေ့ကတော့အကောင့်တကအကောင်းဆုံးဖြစ်ခဲ့ပါတယ်လို့ပြောကြားခဲ့ပါတယ်ရှင်โอเคပါရှင်ဒီကနေ့ရဲ့သတင်းကြောင်းရာတင်ဆက်မှုကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်နားဆင်ပေးခဲ့တဲ့အတွက်လည်းပရိသတ်များအားလုံးကိုအတူတူပဲကျေးဇူးတင်ပါတယ်ဒီဇိုင်းပရိသတ်များအားလုံးလည်းနေထွက်မှာရွှေခွက်နဲ့ငွေတွေပြေမောက်ခဲ့ယူနိုင်ကြပါစေလို့ဆုတောင်းလိုက်ရပါတယ်ရှင်